အခုမြင်တွေ့နေရတဲ့အိမ်ကတော့ပေါ့နော်တရေအရန်6တယ်လို့ဆိုလို့ကျွန်တော်တို့ငွေချင်း2ယောက်လာရောက်ပြီးတော့ဒီစုံနှစ်ကင်းပိုင်းအခြေအနေလေးကိုလာကြည့်တာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဖိတ်ခေါ်လိုက်တဲ့လူတွေပါတယ်ဗျသူလိုက်ပို့တာပေါ့နော်သူကဒီအိမ်မှာတရေ6တာကိုသူကြုံရတယ်တဲ့သူလည်းပါတယ်ပေါ့နော်သူဟိုမှာအခုမြင်တွေ့နေရတဲ့ညီလေးပေါ့နော်သူ့ရဲ့နောက်မှာချောင်းရှိတယ်ဗျသူမတည့်ရနေတဲ့နောက်မှာချောင်းရှိတယ်အဲ့ဒီချောင်းမှာသူညဘက်9လရှာရင်းနေပေါ့နော်ဒီအိမ်ထဲကနေပြီးတော့သူ့ကိုလှမ်းခေါ်လိုက်တဲ့အတန်ကြားရတယ်ဟေးပေါ့နော်အဲ့လိုမျိုးလှမ်းခေါ်လိုက်တဲ့အတန်ကြားတယ်ပြီးတော့ဒီတကားတွေကိုလေထုတဲ့အတန်တွေတကားတွေကိုစောင့်ပိတ်တဲ့အတန်တွေအဲ့လိုမျိုးတွေတည်းကြားရတယ်ပေါ့နော်ဒီအိမ်ထဲမှာပြီးတော့ဒီအိမ်ကဒီမှာနေတဲ့သူတွေကဗုဒ္ဓဘာသာတော့မဖြစ်နိုင်ဘူးဗျဒီမှာကျွန်တော်တို့ဒီခရစ်ယာန်မေတော်တွေဖျားတွေဆိုတွေ့ရတယ်ပေါ့နော်တတိချာချာအိမ်ရဲ့ဒီအဝင်အဝနားလေးမှာတတိချာချာလေးလုပ်ပြီးတော့အဲ့ထဲမှာထည့်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီအိမ်မှာနေတဲ့သူတွေကခရစ်ယာန်လို့ကျွန်တော်တို့ဒါယူဆလို့ရတယ်ပေါ့နော်အိမ်ကတော့တော်တော်ကိုကျယ်တယ်ဗျအဲ့လိုမျိုးအတန်ကြီးကြားတဲ့အခါမှာသူကလည်းတရေမကြောက်တတ်တဲ့အခါကျတော့ပေါ့နော်အဲ့ဒီချောင်းထဲကနေပြီးတော့ဒီအိမ်ကိုဟိုဓာမီထိုးပြီးတော့လိုက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတကားတွေပိတ်နေတာပဲတွေ့ရတယ်ပေါ့နော်ဘာမှထူးထူးခြားခြားမတွေ့ရဘူးပြီးတော့မိသူတူတယောက်ကမှလည်းမတွေ့ရဘူးဆိုပြီးတော့သူပြောတယ်ပေါ့နော်အိမ်ကတော့မြင်တွေ့တဲ့အတိုင်းပဲတော်တော်ကိုကျယ်တယ်ဗျပြီးတော့ဒီအိမ်ထဲကိုလူဝင်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးပေါ့နော်အိမ်ကတကားတွေကလော့ခတ်ထားတယ်ဗျအခုကျွန်တော်ရိုက်ပြတာကတော့ဒါကတော့အိမ်ခန်းမဟုတ်ပေါ့နော်အပြင်မှာတက်တက်တီးတန့်ထုတ်ထားတဲ့အခန်းလေးဗျအကိုတောင်အခန်းလေးပေါ့နော်ပစ္စည်းတွေပါတယ်ထားတဲ့စတူခန်းလေးဖြစ်တယ်ဗျဒါဂရင်းပေါက်တွေတော့ဖွင့်ထားတယ်ဒါကတော့ထင်းပြီးဖို့ဗျဒီအိမ်ကြီးကကြီးတယ်ဗျအထဲမှာလည်းအခန်းတွေဖွဲ့ထားတာအကျယ်ကြီးပဲဒါကတော့မီးဖို့ကြောင်အခန်းပေါ့နော်မြင်တွေ့တဲ့အတိုင်းပဲမီးဖို့ကြောင်အခန်းတော့မှာပဲအကျယ်ကြီးပဲအိမ်ထဲကိုတော့ဝင်လို့မရဘူးပေါ့နော်ဝင်ပေါက်တကားကြီးတွေကိုတော့ခတ်ထားတယ်ကျန်တဲ့အပေါက်တွေကိုတော့အထဲကနေပြီးတော့ဂျက်ချထားတယ်ပေါ့နော်ဒီရုပ်ထုကတော့အတော်လေးကိုမှလက်ရမြောက်တယ်ဗျတေးသေးချာချာကြည့်လို့ရှိရင်တော့ပုံပေါ်တယ်ပေါ့နော်ယောက်ျားနဲ့မိန်းမဖက်ပြီးတော့မုစကူဒူးနေတာပေါ့နော်မိုက်တယ်နော်ဟိုတိုင်းလောကသမားတွေပဲပုံဖော်တတ်မှာဗျဒီဘက်ကတော့ရေကန်ဗျပထမကျွန်တော်ရေတွင်းထင်လို့ရေကန်ဝိုင်းဝိုင်းလောက်ထားတယ်လားတကားတွေမှာလော့တွေခတ်ထားပါတယ်အိမ်တပတ်တလဲမှာလည်းတောတွေထူနေပြီပေါ့နော်ကျွန်တော်တို့လိုက်ပို့တဲ့ညီလေးရဲ့ပြောပြချက်အရဆိုလို့ဒီအိမ်မှာလူမနေတာအတော်ကြာပြီပေါ့နော်ဒီရဲ့အကြောင်းကိုလည်းသူကနောက်မှသိရတယ်တရေ6ပြီးကမှသိရတယ်သူတို့နဲ့ဒီအိမ်ရှိတဲ့နေရာနဲ့ဆိုလို့ရှိရင်ဂျားမှာရက်ကွက်2ရက်ကွက်လောက်ချတယ်ပေါ့နော်သူကဒီမှာ9လာချရင်းနဲ့အချောက်ခံရတယ်ဒီအိမ်ကနေပြီးတော့အဲ့လိုအချောက်ခံပြီးနောက်ပိုင်းသတင်းတွေကြားလာဒီအိမ်မှာနေတဲ့လူတွေကတော့3ဦး4ဦးလောက်ရှိပေါ့နော်နေတဲ့လူမှန်သမျှကိုစူးစမ်းချပြီးတော့တေဆုံးသွားတာနဲ့accident တစ်စုံတရာဖြစ်ပြီးတော့တေဆုံးသွားတာနဲ့အဲ့လိုမျိုးတွေနေပဲပေါ့နော်တေဆုံးသွားကြတယ်ဒီမှာလာနေတဲ့သူတွေပေါ့နော်လာနေတဲ့မိသားစုတွေတရားမဟုတ်တရားအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့နောက်ပိုင်းဘယ်သူမှမနေရပဲနဲ့အခုလိုမျိုးအိမ်ကြီးကိုဆွန့်ပစ်ထားသလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဟိုပထမနေတဲ့သူတွေလက်ထက်မှာတော့ဒီလောက်ကြီးဘာမှထူးထူးခြားခြားမရှိဘူးပေါ့နော်ဒီအိမ်ကလူတွေကတနေရာကိုပြောင်းပြီးတော့အိမ်ခါချကမှအဲ့ဒီလာငှားနေတဲ့သူတွေကြုံတွေ့ရတာပေါ့နော်အဲ့လိုမျိုးဆိုးဆိုးဝါးဝါအတွေ့အကြုံမှုတွေကိုအားကြောင့်မလို့နောက်ပိုင်းဘယ်သူမှမနေရတော့ဘဲနဲ့အခုလိုမျိုးကြီးပြစ်ထားတာဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ကျွန်တော်ကတော့ဟိုရုပ်ထုကြီးကိုသဘောကျလို့ယူလာလိုက်တယ်ပေါ့နော်ရှင်ဒါသူခရစ်ယာန်မေတော်တွေထားတဲ့နေရာပေါ့နော်ခရစ်ယာန်ဘုရားတွေပဲထားတဲ့နေရာတတိချာချာလေးကိုလှုပ်ထားတာဗျအဲ့ဒါလှုပ်ထားတဲ့ခုနှစ်နောက်ရှစ်ဆိုတော့တော်တော်ကြာပြီပေါ့နော်အိမ်ကြီးအကျယ်ပဲဒီဇိုင်းentertainment ဘယ်ဘက်စင်မှာဟိုဘက်စင်မှာလိုက်ပို့တဲ့အကိုတယောက်နဲ့သူနဲ့ကလည်းတိတယ်ပေါ့နော်ဟိုပတ်လေရတယ်ပတ်လေရတကွေးတစ်ဘက်ကချောင်းကြီးဟိုမှာမြင်တွေ့နေရတာအစေးကအစုံဆုံးကခြုံက
ချောင်းအောက်မှာချောင်းရှိတယ်အဲ့မှာငါးတွေပါရှာလို့ရတယ်ပေါ့နော်အခုကျွန်တော်တို့လိုက်ပို့တဲ့အကူကသူကညာဘက်ငါးလာရှာနေတယ်ဒီမှာအချောက်ခံရတာနဲ့ပတ်သက်ပြီးတော့သူပြောပြတာပေါ့နော်အဲ့ဒါဒီအိမ်ကတရေ6တယ်ဆိုတော့သူသိတာဟိုမှာသူငါးရှာနေတဲ့ဒီထဲကနေပြီးတော့ဟေးဟေးအဲ့လိုអော်တာပေါ့နော်ပြီးတော့ဒီတကားတွေဝုန်းဆိုတော့ရိုက်တဲ့အတန်မျိုးတွေကြားရတယ်သူလည်းသတိတော့ထားမိတယ်ပေါ့နော်ဒါရိုးရိုးလူတော့မဟုတ်နိုင်ဘူးသူတရေ6တယ်ဆိုတာသူသိတယ်ဒါပြီးတော့သူကလည်းတရေ6တဲ့ထဲမှာမပါဘူးဆက်စုကျင်တာနဲ့ပဲအဲ့ဒီကုန်းပေါ်ကနေပြီးတော့အောက်ဒီချောင်းထဲကနေတော့ဒီကုန်းပေါ်တက်လာပြီးတော့အိမ်ကိုဓမီတွေနဲ့လိုက်ထိုးရလိုက်ရှာပြီးတော့ဆက်စုကြည့်လိုက်တော့အိမ်မှာဘာမှထူးထူးခြားခြားမတွေ့ရဘူးပေါ့နော်ပြီးတော့ဟိုအထဲကိုလည်းဝင်လို့မရဘူးဗျဝင်င်းပေါက်တွေတော့ဖွင့်ထားတယ်ရှိတယ်ဒါပေမဲ့အထဲကိုဝင်လို့မရဘူးဒီဒကမာကြီးတွေကတော့တွေနဲ့ကတ်ထားတာဖြစ်နေတယ်ပေါ့နော်အားလုံးတွေးပါလိမ့်မယ်ဆိုတော့အင်းရဲ့ဒီဒကမာကြီးဆိုတဲ့တော့နဲ့ကတ်ထားတာအထဲကိုတော့လူဝင်လို့မရဘူးပေါ့နော်ကျွန်တော်တို့ဒါနှစ်ကင်းပိုင်းအချိန်တွေလာကြည့်တာပေါ့နော်ညဘက်လာပြီးရိုက်ကူးတဲ့အခါကြားလို့ရှိရင်လည်းကျွန်တော်တို့ဒီအပြင်လောက်ကနေပြီးတော့ပဲဒီအချိန်အိမ်အချိန်တွေကိုကြည့်လို့ရမယ်ပေါ့နော်အိမ်ထဲအထိကိုဝင်လို့မရဘူးအိမ်မှာတော့ကတ်ထားတယ်အိမ်ကိုလေတော့ရတယ်တော့လုံးဝအကောင်းစားမှာရှယ်တော်ကြီးနဲ့ခတ်တာဟုတ်မှာကျွန်တော်ဒီရုပ်ကြီးကိုပဲသဘောကျတေချာကြည့်တေချာပုံဖော်ပြီးတော့ကြည့်နော်ဒီတိုင်းလောကသမားတွေပဲသိရမယ်အကွက်ကြီးတွေပေါ့နော်ကဲဒါကကျွန်တော်နှစ်ကဲပိုင်းအချိန်လေးလာပြီးတော့ရိုက်ပြတာဖြစ်ပါတယ်အခုကျွန်တော်တို့နောက်ရညာဘက်အချိန်ကြီးပြန်လာပြီးတော့ရိုက်ရပါတော့တန်းတန်းတလောက်တော့ဒီခြံနဲ့တက်ဆိုင်တဲ့လူကိုတော့ရှာပြီးတော့ခွင်တောင်းပဲပေါ့နော်ညာဘက်အေးဆေးရိုက်လို့ရအောင်နေ့ဘက်ကတော့ကိစ္စမရှိဘူးတူတူကိုလာဝင်ပြီးတော့ရိုက်လို့ရတယ်ပေါ့နော်ညာဘက်ရိုက်ဖို့အတွက်ဆိုလို့ရှိရင်တော့ခွင့်ပြုချက်ရအောင်တောင်းအောင်ပေါ့နော်ငွေချက်တောင်းပြီးသွားတဲ့ခါကျရင်ညာဘက်လာရိုက်မယ်အဲ့ဒီခါကျရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုထပ်ပြီးတော့တင်ပြမယ်ပေါ့နော်ဒီခြံဝင်းထဲမှာအခုလိုမျိုး4000ရေကန်ကြီးတွေတွေ့ရတယ်ပေါ့နော်တွေ့တယ်ဟုတ်တယ်ကန်ကြီးဟုတ်ကဲ့ဟိုမှာကျွန်တော်တို့လိုက်ပို့တာကတော့ဟိုမှာကူတက်လာတဲ့အိမ်မဲဝတ်ထားတဲ့အကူဖြစ်တယ်ပေါ့နော်ဟိုနောက်ကဘဲကတော့တီဇက် entertainment ကဘဲကြီးပေါ့နော်ဟုတ်ပါသူကဘာတွေ6ရိုက်နေတယ်မသိဘူးဒီအောက်ရှင်မှာကျွန်တော်တငယ်ချင်း2ယောက်ငွေချင်းကြောက်ဆိုတာဒီမှာဟုတ်တယ်ဒီကဒီတယောက်နဲ့နောက်တယောက်နဲ့ငါးကိုင်းလားထောက်ရဲနဲ့ပို့တွေ့တရေ6တယ်ဆိုတာကိုကြုံတွေ့လိုက်အောင်နော်ဘာလို့ကြုံတွေ့လဲဆိုတော့တကယ်ချင်း2ယောက်ဒီလမ်းရဲ့ဘောင်ပေါ်လေးပေါ်မှာထိုင်းနေတဲ့အချိန်မှာသူတို့ရဲ့ရှေ့တက်တဲ့ကိုအုံသီးခိုင်လို့ပဲဘုံသူပြုတ်ကြလိုက်တဲ့အတန်ကြီးရေတွေလည်းလှုပ်သွားလိုက်တယ်ပြီးတော့ဘာမှမရှိဘူးအဲ့လိုမျိုးအုံသီးကျွေးကြအောင်လဲအုံသီးလည်းမဟုတ်ဘူးနော်တစ်ပင်းကြီးပဲရှိတယ်အဲ့ဒါတော့ကျွန်တော်ငယ်ချင်းမှာလက်တငယ်ချင်းကြုံတွေ့ရတာအစင်ပြောပြတာပေါ့နော် तू ကတိုင်းရင်သားမွန်တိုင်းရင်သားဆိုတော့ညီမစကားပြောရတာချင်းချင်းလေးလေးနားမလည်ပါဆိုလို့ဒီမှာဘာသာပြန်ပေးနေတယောက်ကဟိုတယောက်ကဥပဲဟုတ်နှစ်ယောက်ကြုံအားကြောင့်ကျွန်တော်တို့ဒီအိမ်ကလည်း6တယ်လို့သိရလို့ပေါ့နော်နှင်းကင်းပိုင်းအချိန်ကြီးလာကြည့်တာဖြစ်တယ်ညဘက်အချိန်ကြီးရိုက်ကူးလို့အဆင်ပြေလို့ချင်းထပ်ပြီးတော့ရိုက်မယ်အခါကျရင်အားလုံးထပ်ပြီးတော့သတိပေးမယ်ပေါ့နော်အခါကျရင်အားပေးကြပါအောင်အခုတော့ကျွန်တော်တို့နှစ်ယောက်ပြန်လိုက်ပါအောင်ပဲဗျာလိုက်ဖို့ပေးတဲ့ညီလေးအကူလားတော့မသိဘူးပေါ့နော်ကျွန်တော်လည်းအသက်ကြီးနေကြီးမယ်ဟုတ်လားကျွန်တော်တို့ငယ်တဲ့ညီလေးကိုလည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ကျွန်တော်တို့လိုက်ဖို့ပေးတဲ့အတွက်ညဘက်ရိုက်ကူးလို့ရလို့ရှိရင်လည်းထပ်လာပြီးတော့ရိုက်ကြည့်မယ်ပေါ့နော်ကျေးဇူးအများကြီးတင်တော့ညီလေးဝိုင်း share ပေးလိုက်အောင်ဟုတ်တယ်ဝိုင်း share ပေးလိုက်ကျေးဇူးတင်ပါတယ်နာမည်ဘယ်လိုခေါ်ပါချိုမွန်တိုင်းသားပေါ့နော်ကျွန်တော်တို့တော်တော်များများအတိအကျမွန်တိုင်းသားတွေများတယ်ဗျကျွန်တော်တို့ကမွန်နေနဲ့တော်တော်ရေဇက်ပါတယ်ပေါ့နော်ကဲပြန်လိုက်ပါဦးမယ်ဗျာဘိုင်ဘိုင်